တာပေါ့နော်ဒီအကယ်ဆိုလို့ရှိရင်ဒီတက်ရွယ်ရောက်ပြီလေငါတို့ဒီတက်ရွယ်ဒီလိုချမ်းမာနဲ့ဒီလိုပြိသက်တွေပေါ့တချင်းတွေအများကြီးနဲ့ဘယ်လိုလုပ်မလဲဆိုတော့အတူယူစရာလေးစားရတဲ့အကယ်ပါအဲ့လိုတချင်းတွေလည်းနားထောင်ရတာပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့နောက်လာမဲ့နှစ်တွေဆယ်စုနှစ်တွေအတွက်ဟိုပါလေလို့ခေါ်မှာ road map ခေါ်မှာနော်အဲ့လိုမျိုးလမ်းပြဖြစ်တာပေါ့ကျွန်တော်တော့ဟိုပါလေအဓိကဂီတကျွန်တော်ဂီတသမားလေဂီတကိုအားပေးတဲ့ပရိသတ်တွေအန်ကယ်ပရိသတ်တွေပြောတယ်အဲ့တော့ကျွန်တော်ပြောတယ်နောက်ပြီးတော့အဓိကဒီဂီတအနုပညာကိုပိုင်တဲ့ဖန်နေတဲ့ဟိုအန်ကယ်ကိုယ်တိုင်ပြောနေတာလဲတွေ့ရတဲ့ဟိုပရိသတ်တွေအတွက်ကောအန်ကယ်အတွက်ကောပြောပါတယ်အန်ကယ်စီကအတွေ့ရမယ်ဆိုဗာလေးတွေအတွေ့ရစေ။ဒီကျမ်းမာရေးရောပေါ့နော်အနုပညာပေါ်ထားတဲ့ဟာနောက်တချင်းတွေအများကြီးထားခဲ့တာလေတချင်းတွေအများကြီးဖန်တီးထားတာလေအဲ့ဒါတွေအတူယူရမယ်ပေါ့နော်နောက်ပြီးတော့စီကန့်ရှိတယ်ဟုတ်ကဲ့ပြောတာပေါ့အန်ကယ်ဦးသန်းနိုင်ကကျွန်တော်နိုင်ငံခြားတွေလည်း overseas လည်းခီး3လလောက်သွားဘူးလေအန်ကယ်အနုပညာပေါ်ထားတဲ့စိတ်လည်းတည်တယ်နောက်ပြီးအန်ကယ်အကုန်လုံးတက်တယ်ဆိုတော့ကျွန်တော်တည်တယ်လေတူယူတာပေါ့နော်ဒီအန်ကယ်ဆိုလို့ရှိရင်ဒီတက်ရွယ်ရောက်ပြီလေငါတို့ဒီတက်ရွယ်ဒီလိုချမ်းမာနဲ့ဒီလိုပြိသက်တွေပေါ့တချင်းတွေအများကြီးနဲ့ဘယ်လိုလုပ်မလဲဆိုတော့အတူယူစရာလေးစားရတဲ့အန်ကယ်ပါအဲ့လိုတချင်းတွေလည်းနားထောင်ရတာပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့နောက်လာမဲ့နှစ်တွေဆယ်စုနှစ်တွေအတွက်ဟိုပါလေလို့ခေါ်မှာ road map ခေါ်မှာနော်အဲ့လိုမျိုးလမ်းပြဖြစ်တာပေါ့နော်ချောအငဲအရန်ဟိုပါလေစိတ်လဲနှူးတယ်နော်သူကချစ်ဖို့ကောင်းတယ်အဲ့လိုသူ့လိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့လေဘဝကိုအနုပညာနဲ့ဖြတ်တန်းခြင်းတယ်နော်အဲ့ဒါကခုနအားကြတာပေါ့အားကြပါကိုယ်တိုင်လည်းအဲ့လိုမျိုးနဲ့ငါတက်ကြည့်ရဘယ်လိုလုပ်စိတ်ကူးနေတာမရှိတာဆိုဒီနေ့မှရင်ရမှာပထမအဲ့လောက်ဒီတိုင်းမှာဘဝလေတချင်းဆိုတာပါဒါပေမဲ့အန်ကယ်ကိုကြည့်ရလေကိုဘယ်လိုခေါ်မလဲကိုမမီလိုက်ဘူးနော်အမှန်တိုင်းပြောတော့အန်ကယ်တို့စဆိုတဲ့အချိန်ခုကအလယ်မှာမမီတာပေါ့နော်အဲ့တော့အန်ကယ်တို့ကငါတော့မှတော်တော်ဒါမျိုးပို့ပြီးတော့ဒီလိုမျိုးရက်တည်ရမယ်ဆိုတာလေဟိုလမ်းပြဖြစ်တာပေါ့အဲ့ဆိုရင်ဘယ်လိုအမှတ်တရလေးတွေရှိဘူးလဲဒါအန်ကယ်နဲ့ overseas 3လလောက်သွားဘူးတယ်အန်ကယ်ကလေဆက်တရအစကိုယ့် drum တွေအစကိုယ်ဝင်ချိန်တယ်အကုန်စကန်ကြီးရဂီတနဲ့ပတ်သက်လေအဲ့ဒါတော့မသိကြအကိုတော့ဆိုတာရှေ့ကပြိတ္တကိုကြတော့လေrespect ရှိတယ်ကျွန်တော် respect ဒါမှတကယ်ကြောက်တာအန်ကယ်ကိုကြောက်တာနောက်မှာသူတချင်းနဲ့နောက်အဝင်အထွက်တွေကအစအကုန်သိတယ် on off မှာဝင်တာတို့24မှာဝင်တာအကုန်လုံးမှတ်မိတော့ကျွန်တော်လည်းကြောက်တာပေါ့အန်ကယ်ဘယ်လိုလုပ်ရမှာလဲလုပ်ရပါဘူးအန်ကယ်တချင်းနဲ့ကြိုက်တယ်အဲ့ဆေးမရှိဆိုအန်ကယ်ဆိုထားလဲနားထောင်တော့အန်ကယ်ဆိုတာနူးညံ့လှရည်လားကျွန်တော်တော့ဟိုဟာလေအဓိကဂီတကျွန်တော်ဂီတသမားလေဂီတကိုအားပေးတဲ့ပရိသတ်တွေအန်ကယ်ပရိသတ်တွေပြောတယ်အဲ့တော့ကျွန်တော်ပြောတယ်နောက်ပြီးတော့အဓိကဒီဂီတအနုပညာကိုပိုင်တဲ့ဖန်နေတဲ့ဟိုအန်ကယ်ကိုယ်တိုင်ပြောနေတာလဲတွေ့ရတဲ့ဟိုပရိသတ်တွေအတွက်ကောအန်ကယ်အတွက်ကောပြောပါတယ်အန်ကယ်စီကအတွေ့ရမယ်ဆိုဗာလေးတွေအတွေ့ရစေဒီကျမ်းမာရေးရောပေါ့နော်အနုပညာပေါ်ထားတဲ့ဟာနောက်တချင်းတွေအများကြီးထားခဲ့တာလေတချင်းတွေအများကြီးဖန်တီးထားတာလေအဲ့ဒါတွေအတူယူရမယ်ပေါ့နော်နောက်ပြီးတော့စီကန့်ရှိတယ်ဟုတ်ကဲ့ကိုယ်တိုင်ကဖြစ်နေရဆိုတော့နော်လုံးဝအလုပ်တွေရှုပ်နေတာပြောပေးရလို့ပါပဲထိရတာပေါ့ထိရတော့ကျင်သားရနေရဘယ်လိုရှိလဲပြောပါတယ်ပြောတာပေါ့ဒီနေ့မမလည်းပါလာနော်ပါတယ်ကလေးလေးရောသမီးကအိမ်မှာ